ဒါမင်းအောင်မြင်ခြင်းနဲ့ဆိုတာအဖေသိတယ်အဖေလဲမင်းကိုအမြဲတမ်းအားပေးနေတယ်ဒါပေမဲ့အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့ရတာမဟုတ်ဘူးအဖေပြောပြမဲ့ဒီအချက်လေးတွေကိုတေချာနားထောင်ပြီးလိုက်နာနိုင်ရင်မင်းအိမ်မက်တွေအကောင့်ထဲပေါ်လာမှာပါပထမဆုံးကတော့ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါမင်းဘာဖြစ်ချင်တာလဲဘာကိုရည်မှန်းတာလဲဆိုတာတိတိကျကျသိဖို့လိုတယ်ပြီးရင်အဲ့ဒီပန်းတိုင်စီရောက်ဖို့မမောမပန်းစူးစမ်းပါလန်ခီးမှာအခက်အခဲတွေအတားအဆီးတွေအများကြီးကြုံရလိမ့်မယ်ဒါပေမဲ့ဘယ်တော့မှလက်မလျှော့ပါနဲ့မင်းရဲ့စူးစမ်းမှုကသာမင်းကိုပန်းတိုင်စီပို့ဆောင်ပေးမှာနောက်တစ်ချက်ကအမြဲတမ်းတင်ယူနေပါဒီကဘာကြီးကအမြဲပြောင်းလဲနေတယ်မင်းလည်းအမြဲတမ်းအသစ်တွေကိုလေးလာတင်ယူနေမှခင်းနဲ့အညီလိုက်လျောညီထွေဖြစ်နေမှာကိုယ့်ရဲ့အားနည်းချက်တွေကိုသိပြီးပြင်ဆင်ပါအားသာချက်တွေကိုပို့ပြီးမြင့်တင်ပါပြောင်းလဲနေတဲ့အခြေအနေတွေနဲ့လိုက်လျောညီထွေနေတတ်ဖို့လည်းအရေးကြီးတယ်တောင်တင်းလွန်းရင်ကျိုးလွယ်တယ်ပျော့ပြောင်းမှကြာရှည်ခံမယ်လူမှုဆက်ဆံရေးကိုတန်ဖိုးထားပါမင်းပတ်ဝန်းကျင်ကလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတိဆောက်ပါသူတို့စီကနေတင်ယူပါသူတို့ကိုကူညီပါတယောက်တည်းအောင်မြင်မှုဆိုတာမရှိဘူးပြီးတော့စိတ်ဓာတ်ကိုခိုင်မာအောင်ထားပါစိတ်ဓာတ်ကြတဲ့အခါအားငယ်တဲ့အခါတိုင်းမင်းရဲ့ပန်းတိုင်ကိုပြန်တရိရပါမင်းရဲ့စိတ်ဓာတ်ခွန်အားကမင်းကိုရှေ့ဆက်လျှောက်လန်းဖို့တွန်းအားပေးလိုက်မယ်နောက်ဆုံးတစ်ခုကတော့ကျမ်းမာရေးကိုဂရုစိုက်ပါကျမ်းမာမှအလုံးလုံးနိုင်မယ်စ조사နိုင်မယ်အောင်မြင်မှုဆိုတာတင်ကြဲနဲ့ရတာမဟုတ်ဘူးအချိန်ယူရတယ်သိခံရတယ်ဒါပေမဲ့မင်းသာဒီအချက်တွေကိုလိုက်နာနိုင်ရင်မင်းလိုချင်တဲ့အောင်မြင်မှုကိုတနေ့မင်းပိုင်ဆိုင်ရမှာပါအဖေကမင်းကိုအမြဲတမ်းယုံကြည်တယ်မင်းလုံနိုင်တယ်ဒါ